ဆယ်ကျော်သက်တွေအကြိုက်ဆုံးပြည်တွင်းအဆိုတော်ပြောပါအဲ့ဆိုတော့မရှိဘူးအာဟာဆိုတော့ပြောတေးဘာလဲဗျာဆယ်ကျော်သက်တွေအကြိုက်ဆုံးပြည်တွင်းအဆိုတော်တေးရွှေထူးโอเคအဖြေကနံပါတ်6ပဲရှိတယ်ဒီကခွင့်ရတော့ဆယ်ကျော်သက်တွေခဏနေကိုဆယ်ကျော်သက်တွေအကြိုက်ဆုံးပြည်တွင်းအဆိုတော်G-Fat အဖြေကလေးနံပါတ်4ကဘာလို့လဲကိုယ်တော့ခင်ဗျာသူများပြဖြစ်မလားနေရာယူပါဟုတ်ပြီဗျာနံပါတ်3ညီမစမယ်ဆယ်ကျော်သက်တွေအကြိုက်ဆုံးပြည်တွင်းအဆိုတော်ဘယ်သူတို့ထင်လဲဆိုင်ခန်းလားဟုတ်ပြီနော်ကဲဦးလေးကအသက်ဘယ်လောက်ကြီးဆယ်ကျော်သက်တွေကြိုက်တော့မယ်အဖြေကဟုတ်တယ်ဗျာဆိုင်ဟုတ်ပြီဗျာโอเคနော်ကိုယ်တိုင်လည်းဆိုင်ကြိုက်တယ်မလားဆိုင်ကြိုက်တယ်မလားကြိုက်တယ်ဟုတ်ပြီကဲအဲ့တော့လာပါဦးမယ်ဆရာကြီးဆယ်ကျော်သက်လေးတွေကြိုက်တဲ့ပြည်တွင်းအဆိုတော်မျိုးကြီးဝေါအဖြေကဆယ်ကျော်သက်လေးတွေကြိုက်တယ်တဲ့ပြည်တွင်းအဆိုတော်ကက်ပတိန်လေးဖြူဆယ်ကျော်သက်လေးတွေကလေးဖြူဝေါကြိုက်ရင်လည်းကြိုက်ပါဦးလေဂဏဝင်ကြီးဆိုတော့လေဟုတ်ပြီကဲစိုင်းသက်ခန်းလိုင်းတော့ပါတော့သူကလေးဖြူလည်းထည့်တာဗျာโอเคဒါပေမဲ့စိုင်းသက်ခန်းလိုင်းကြောင့် hip hop music ဖြစ်နေလို့လေနော်အဖြေက